ဖေအေးလို့အဲ့ဒါပြောတာဒါကျွန်တော်တို့တိုင်မန်ကနေစီးပြီးတော့ပြန်ပြီးအဲ့မှာဖိတ်သွားလို့လည်းပုံအောင်ပေါ့လားနှစ်ခေါက်ပဲမောင်းနေတယ် ခဏီကုန်မှလေ တနေ့ကိုနှစ်ခေါက်ပဲမောင်းနေတယ်ဒီကသူတမန်မောင်းတာအနှစ်စိတ်ရှိပြီသူ့ဖေလက်ထက်တွေကအဖေကကြတော့လက်ခတ်တမန်နဲ့စပြီးတော့မောင်းတာ17တောင်ရှိသေးဘူးတယောက်ကိုအဲ့တော့10ပြားကျော်ဘယ်မှဝဲမှာပလင်းอ่ะလိုက်ဝလာလာလေးရှိလာခဲ့လीသွားကြမယ်ကဲခီးဆက်မယ်တငယ်ချင်းရဲ့ညီလေကွက်ထဲသွားမှာကြီးလေးတောက်เสียလေးဟွာလိုက်ရောက်မင်းလက်တွေကဘာကြီးတုံးရောက်ဟာငါအဲ့တော့အပြဲเจ้าနဲ့ထမင်းစားရတော့မှာအေးလုတ်ပါအောင်ကွာနေ့လေသာအပြဲเจ้าနဲ့ညားတော့မင်းလေအဲ့လေကဲကြီးဆက်မယ်အခုကဘဲရောက်မင်းကြီးရယ်လေသေးလားဟဲ့ငါထမင်းတော့မငတ်ပါဘူးနော်ဟာဟိုဆက်လို့ပါဘူးဘာလို့ဟောလေခိုင်းလေဟာငါခိုင်းမလို့လားအေးဘောတောက်ပါတော့နိုင်ပွဲရောက်ပြန်လာဘူးလားဘလို့ဆိုတော့ညောင်းရဲ့ညီဝမ်းခွဲလေသေးသွားတာစားစရာရှိရပြောတယ်ငါ6ကလေးတော့ပါလာငါ6ကလေးတစ်ထုပ်အားပဲကြောင်းတယ်ကြီးလေးဆက်တယ်ဒါမြောင်းကြီးလားချောင်းကြီးလားချောင်းနော်ကြောက်လို့တရားရပြည်သုံးပါးဆိုင်ကိုဆက်တဲ့ကြောင်းကြောင်းဟမ်ဘာနဲ့သွားဆက်တာပြည်သုံးပါးဆိုင်ပြည်သုံးပါးဆိုင်အဲ့ကောင်လိုက်သွားရင်လေဟာဒီကြောင်းသွားတာဟာသွားတဲ့လူရှိလားအဲ့ဒါနေတော့ဘယ်ရှိမလဲနော်သူသွားတော့ဆက်နေတာပေါ့အဆက်ဒီတော့ပဲတော့နေထားတာဟိုဒီတကားပိတ်ထားတော့ဒီတကားထွက်လို့မရဘူးကြာပြီလားရေတကားပိတ်တာဒီတကားပိတ်တာကြာပါပြီဒီမှာတောင်းရပါလိမ့်မယ်ဟိုဒီဒီဘာတော့ကိုယ်လုံးလို့ပြတာလားဟမ်ပိုင်တယ်ဟိုကြီးဒီလိုဘယ်လိုလိုက်ပဲဘာမှတော့အထဲမှာဟိုမှာခြံဟိုဥယျာဉ်ပုံစံလေးလောက်တာဘယ်ပုံစံနေလားလို့မင်းကဟိုတီးရရေတော့ပူလောင်တာဘာမှမရှိဘူးရိုးပြတ်တွေကြီးပဲတော့မှခွင်းနေအကုန်လုံးအဲ့လိုမလုပ်ကြပါအလဲမှာတော့မှတစ်ပင်နေတော့တော်တော်ရင်းဖြစ်တယ်ပြောအရန်ခေါင်ရင်းဖြစ်သွားတယ်အရန်6သွားပြီလူရည်ဖြစ်တော့ကဲခွန်းအောင်အခုကျွန်တော်တို့ခုနသူညီမအိမ်ကနေထပ်ပြီးခီးဆန်တာငဖော်ရွာဘက်ကိုသွားတာငဖော်ရွာသူညီဝမ်းခွဲရှိတယ်သူညီဝမ်းခွဲလေထဲမှာအိမ်မှာသွားပြီးတော့နေ့လည်စားစားမယ်အခုတော့ခီးဆက်နေတယ်တော့ဗာပြီးကြတာဒါမင်းကြီးလေခွင်းနေဒီတောက်လျှောက်လားတောက်ဟောအခုကငါတို့ကအဲ့အိမ်သွားမှာငဖော်ရွာဟိုဘက်အစုံဆုံးကြီးကပေါင်းဟာဩလေရတော့များသားပဲရောဟိုဘက်ကဒီဘက်ကလည်းပါတယ်ဒီမှာကဲသူညီရဲ့လေခွင်းနဲ့ရောက်ပြီဒါတော့အမှနေတာခြံထဲမှာဒါအားသူဟိုဘက်ခြမ်းနေရောပဲဟိုဘက်လမ်းဟိုဘက်ခြမ်းအဲ့နေကိုဒီဘက်ခြမ်းဟုတ်လည်းခလေးဟောပြတ်တယ်လမ်းဖြတ်ပြီးဖြတ်တော့လည်းတော့မပေးရင်ဘူးသူ့ရဲ့လမ်းဖောက်တာတော့အိုရင်းဖြစ်တာပေါ့ဟာလမ်းဖောက်တော့အေးလေးပေးရမှာပေါ့ပေးရပါလေအဲ့တော့ကဲရောက်ပြီဒီမှာအေးစေးအနားယူမယ်ဒါဒီဦးကတော့ရေးလဲပူတာအိုးလေပွေတွေတိုက်တာတမန်ရောက်လာကောင်ဒီကောင်းလေးအိုးကဲတငယ်ချင်းရဲ့အညီလေကွင်းထဲတော့ရောက်ပြီသူတို့ရဲ့အိမ်ရာဒီထဲမှာလေထဲမှာအဲ့မှာနှိလဲစားမယ်တောက်မယ်ဒီမှာနားယူညနေလောက်ကြာမှပဲရန်ကုန်ဘက်ကိုပြန်တော့မယ်အဲကြာမှပဲ YBS စီးမလားတမန်စီးပြီးတော့အောက်ကနေဖြတ်မလားတော့ကြီးလိုက်အောင်မယ်အခြေအနေရမယ်နော်ဟုတ်ကဲ့
လုံးအားချက်ကမလုံးနေလို့ငါပြော ဘာကြီးလဲ မလုံးနေလို့ငါပြော လောက်တာရပါတယ် ဘာကြီးလောက်ထား တော်နေအာဝိုင်းနေတိုက်ရ အေးလေအဲ့ဒါလေးနဲ့ အာဆရာမဟို လိုက်ပြီးတော့ ငါတွေ့အာမဲကြီးအိုးတဲ့ဟမ်အိုးတဲ့ဟော ဟုတ်ကောက်ရိုးပုံတော့မြင်ရတာကြာရင်ကောက်ရိုးပုံကမှကောက်ရိုးပုံတော့ပြန်ရောက်တော့မိမိတို့ရွာဘက်ရောက်ရင်တော့ဟိုးအရင်တော့ကတော့အဲ့ဘက်ဒီမှာတော့သွားရင်တော့ရောက်တယ်ခုတော့မရောက်တော့တော့ကြာလာပြီ ဒီမကြီးကို ခုနယူလာတဲ့ငါ6တလူဖြစ်သွားပြီဟိုမှာလေထဲမှာဟိုမှာဖုတ်လိုက်တာဒီဒီဇိုင်းဖြစ်သွား ဟာမင်းတော့ငရဲကြောက်လို့မရှိ ကောင်းတယ် ငရဲကြောက်ခုနငါ6ခုရှိ ခုနယူလာတဲ့ငါ ဘူးရ ပဲကွင်း ဘာလို့မရ တော့ မှာလဲကွာကိုင်းထဲမှာငါ6မရှိဘူးဆိုမင်းလကမင်းတော်တော်မရကောအဖေချက်ပါရဲ့ ပေါ့လေရောက်လေမင်းကွန်းထွေးလိုက်တော့လေ အောင်းပါ ဟမ်အတွင်းသားတော့ကောင်းပါလေအပေါ်ရန်ရင်းဖြစ်သွားမီးအုံးလိုက်တာများသွားလက်စားကြီးပြင်းသွားဗရာသာမပြေဘူး အဲ့တော့ကိုမီးအပေါ်မှာမီးသွေးမီးပုံနဲ့ အမောက်ကွင်း ဟိုကဖြစ်လာဟမ်ဘယ်မှာအားမှာလဲဟိုကဝင်းတော့တယ် ကောင်းတယ်ငါ6ကခုနဟိုမှာလေဆွဲလာကျွန်တော်ဆွဲလာရင်6ဟိုမှာသွားပြီးတော့အုံလိုက်တာ ဟုတ်ဝဲကိုသွားကြည့်ဝဲ ဒီမှာလာပြီးတော့မီးမြိုက်လိုက်တာငါ6ကောင်အပေါ်ရန်တူသွားထောက်လို့တော့ကောင်းပမာအော်ဟိုမှာငါပေါ်ရ ငါပြ လမ်း6သွားလို့ဒီကောင်ဂျားဖြစ်နေနော် တော့ဂျာ ဒါမဟုတ်ဘူးဒီကဘာလို့ လေဟိုရင်းဖြစ်တော့ဒီမှာ သူ့လည်းမရောဘူးအနေနဲ့အနေနဲ့ ပြီးကိုလုတ်ပြီးတာအမှန်ကန်ပဲ ရွာထဲရောက်တော့ ဟာဖြားတွေပါယူလာအဲ့ပြောပါဘောဆောက်မယူရသေးဘူးဖြစ်နေသလားအဲ့လိုဒါတော်ဖြစ်နေ တက်မနေဘူး ဘယ်နဲ့အသက်မနေမှာ40 ဟော 40ကို9နှစ်စောနေမဟုတ်လား သာကြီးလေး ဟာဟုတ် ဒီမှာလားညီလေးလေတွေကချက်သားနဲ့နော်ခြံလေးကချက်နော် ဟုတ်တယ် ဒီမှာခြံချက်အစင်းနဲ့ အဲ့တော့ငါပြောတယ်မလို့ငါအဲ့တော့ငါဒီလာလို့ကျင်ငါဘယ်မှာအတူ ချက်ဘူး အဲ့တော့ကျင်မှာ ကာလာသားချက်ကလေးမိုက်သလားမလား ဒါလို့ကျင်ကျင်မှာ ပေါင်းတာချိုးတာ ဒီမျိုးရှိမလို့อ่ะကိုကြီးကလို့ဟုတ်ညံ့နေဟာဟိုရတယ်ဘယ်လိုလဲကမင်းလက်ရတယ်မကြိုက်သေးဘူးဟေးဘလူးလေ အသေးကောင်းနေဒါလေးချိုးနာ တက်တောင်တော့တက်က လေးနဲ့တော့ ပိမ့်ဟာလေးဆိုတက်ပြီးမှလေးဆိုတာရှိတော့ ဒီကသူလေတွေကချက်ကလေးမွေးတာချားဖိတ် ဈေးပြရလို့ရှိရင်လည်းဟိုစီပီချက်တဲ့ပူပေးရတယ် အဲ့လိုဖြစ်နေ ဟုတ်တယ်နောက်ရံကမှအဲ့တိုင်းပဲဘောစီစားလို့မကောင်းဒီချက်ကအသေးကောင်းလိုက် ပြီးတော့ဒီမှာရောကလေးနဲ့ကြောက်လေဒီမှာလောစင် ဘူးဒီနုနုလေးနဲ့သူတို့လေတွေကဘူးဒီ organic တွေမာနာချက်ဦး အဲ့တော့ပြည့်မလို့ငါအဲ့ပြည့်ငါစားငါ ဒီစားလို့ကောင်း အဲ့ဒီကောစီလာ မင်းကလည်းအာဘက်လို့စားလဲစားခြင်းတယ်မင်းကအဲ့လိုအဲ့ကောင်အာဘက်လို့ကဒါလို့တာ ငါကြည့်ပဲတော့လား ဟိုဖွားတို့ရွာပြန်ရောက်သွားသလိုပဲဒီမှာထင်းမီနဲ့ချတာရှယ်ပဲဒါကျွန်တော်တို့စားနေတဲ့ကြက်သားကိုကိုကြီးချက်ပြီးတာ ဟုတ်ကဲ့ ခါလာသားကိုရှယ်ပဲကောင်းလိုက်တာဒါမျိုးကစားရခဲ့တယ်ဒီဘက်ရောက်မှပဲစားရတော့ခါလိုက်အောင်ပါဒါမျိုးမစားရတာကြားလာပြီသူတို့လေတွေကချက်ကလေးနဲ့ဒီမှာဘူးကွင်းချက်နဲ့ဒီမှာရှယ်ပဲဟိုချက်ကကိုက်ရတာချိုရဲနာဘာရတာမဟုတ်ဘာချိုမဟုတ်မှမပေါ့ဒီတိုင်းစားလေးနည်းနည်းနဲ့ပဲလောက်တာဘူးဒီကလည်းသူတို့လေတွေကဘူးပဲဒီမှာချိုမုတ်ကမကောင်းပြီအချိုမုတ်ရတာအဆင်မပြေဘူးလေကျွန်တော်တို့စီမှာဆိုအချိုမုတ်မနှဲချောင်စားနေရတာမှကျုံရှယ်ပဲဒီတဘူလုံးနေဦးဒီငပိချက် ဟုတ်တယ်ဟိုကဒီချင်းနဲ့မဟုတ်ဘူးငါချင်းတော့ချက်တယ် ငချင်းနဲ့နေဦးဒီနဲ့ကောင်းတယ်ဒီမှာ
ဟုတ်ဒီမှာဒီတိုင်းပဲပုံစားရမယ်လေတော်ပြီအိုးလိုက်မလုံးနဲ့တော့တော်ပြီဒီတိုင်းလေးပဲစားလိုက်တော့ကျေးဇူးဟုတ်မလို့ဒီဟာဆိုရင်မှန်လေဒါလေးနဲ့ဆွဲလို့ရတာ လုပ်လေကွာ ဒီကောင်ဒီတိုင်းယူလိုက်မယ်လေနော် မဆောက်ဘူးနော် မဆောက်ဘူးလား မဆောက်ဘူးငွေတက်ထားဝိုင်းမနေ့ကတည်းဟာတက်ထား ခုနကြက်ပူးလေးရယ်ငကြင်းနဲ့ငယူဒီချက်ထားတာလေးနဲ့ဒီလည်းဆွဲလိုက်မထက်နဲ့တော့လीတော်ပြီဒီဟာပဲပုံစားရမယ်ခေါင်းတော့မြူကြီးချက်ကတော့တော်တော်မိုက်တယ်နော်ငါလည်းတော့ချိုးနော် ဆက်လာပြီမဆောက် ဆက်တယ် နည်းနည်းဆက် နည်းနည်းတော့ဆက်တယ်ဒါပေမဲ့စားလို့ကောင်းတယ်လေ ဝိုင်းကတော့ဒီလိုပုံစံဖြစ်သွားပြီနေထားကတော့နားယူနေသမင်းလည်းစားပြီးသွားပြီဒီရကြီးလည်းကောင်းတာကြီးဒီဘက်ကကျဲသမားသားနေနဲ့လုံနေသွားကြည့်ဦးဒီဟာပဲ နေရထွက်ဒီပေါင်းလေးရွာဘက်သွားပေါ်ရောဒီရ ဘုံလည်းမလွတ်တာ ဒါလည်းစားရောက်အိမ်ကြီး ကလေးက ပြန်ပြန်လာပြီ အေးငါပြန်လာရင် အဲ့ဒါဦးရောဦးလုံးဝင်တယ်ဟုတ်လားဒီကောဒါဦးလုံးဝင်တယ်ဒါဦးလုံးဝင်တယ် တော့ရေးသွင်းပြီးတော့ဘယ်ကင်းလို့ရှုံးသွားပြီ ဘယ်လိုဖြစ်လို့လဲ ဒါပဲဒီဆို ဘယ်လိုဖြစ်ပါလဲဘယ်မြန်မာနေကြပါလား ။ဟိုဘက်မှာပဲရော။သူ့စပါကင်ပဲလားအဲ့ဒါ သူဟာ သူက ။ဟာတောက်လျှောက်ပဲ မွေးကြိုက် သူသူပဲ ။အော်ဒါသူ့တက် ခုနကကောင်မလေးမရမယ် အဖေ။သူကလုံးဝယူ ဒီမှာလား မရှိဘူးပေါ့ ရွာထိတ်မှာစိုးမှုလား ရှိလို့လား ။ဒါရွာထဲဝင်လာပြီ။ဟာကျန်နေကြိုက်တော့ ။တော်ပြီလုံးနေတော့ ဒီလိုတော့ဒီလိုတော့ ဝင်လာပြီဝင်လာပြီ ဟုတ်ရောက် ။ရွာထဲရောက်နေငဖောရွာတငယ်ချင်းရဲ့အမိဘက်ကအမျိုးရွာတငယ်ချင်းရဲ့အမိရဲ့ရွာမျိုးတွေတွေ့နေကျော်ထိတ်ကစပါးကင်းကတော့ဒီဘက်ကကတော့ຫນွေစပါးကြီးစိုက်တာစိမ့်တာတောက်လျှောက်ပဲဟုတ်ပဲပိုင်ရှင်ကအဲ့တိုက်မှာတိုက်ဖြူလေးမှာဟိုးနောက်တွေလည်းရှိသေးတယ်ကျွန်တော်တို့ကတောက်တဲ့ချန်ကြီးဆရာကြီးတစ်ထုပ်ကိုတစ်ထောင်တဲ့ချန်ကြီးတို့ရှေ့ရတို့ဟေးအေးလိုက်မယ်လေကဲသွားလိုက်အောင်မသူ့မျိုးတွေလိုက်နှုတ်ဆက်နော်ဒီကောင်လေးရွာလိုက်လာတော့ကျွန်တော်တို့မိမိရွာအောင်တတိယညောင်ဝိုင်းအောင်မှာမြောက်တာလဲကြာပြီရင်တော့ဆိုငယ်တော့ဆိုရင်တော့မိမိတို့နဲ့တစ်နှစ်ကိုတစ်ခေါက်လိုက်ပို့တော့သွားရတယ်ဖွားဖွားတို့လည်းရှိရောရွာမှာတော့အမျိုးတွေကြံသေးတယ်အဲမသွားပြဘူးဖြစ်နေပြီအဲ့ဘက်လည်းသွားလဲအောင်ဒီဘက်ထဲရောက်သွားပြီယောဒီဘက်ကလွတ်တယ်နော်မင်းတို့ရွာထဲရောက်မှ
နောက်ချီးနှံလေးနဲ့ရွာရဲ့ငွေသက်တွေခံစားရတော့အေးနွားမရှိရင်ဘယ်လိုဖြစ်လို့နောက်ချီးနှံနေရကြအဲ့ဒီနန်းသက်တွေမရကြပြီလေကွာဒါငါဖောရွာရဲ့တောက်ရီကန်နဲ့ဒီဘက်မှာနေရပူတယ်ပြန်ကွေးတော့မနော်ဒီဘက်မှာဒါသူတို့ဝိုင်းကဲသူ့ဆွေမျိုးတယောက်အိမ်ကတော့ပြန်ထွက်လာပြီခုမှလာကြိုတဲ့မာစီဒီတုတ်တုတ်နဲ့ပြန်မှာနောက်တရင်သွားအောင်ဒါကအဲ့ဒီရဲ့ငဖောရွာရဲ့တောက်ရီကန်နေတော့နည်းနည်းကြာသွားပြီပူတာဒါပဲဒီဘက်မှာလဲပူလောင်တာအင်းဒါကိတ်ဆုံးသွားပြီသူတို့ရွာဟိုရှိမှဆိုရင်1ဝိုင်း2ဝိုင်း3ဝိုင်းဆိုရင်ပြီးပြီဒီဘက်ချမ်းပြန်ထွက်ရမယ်အင်ဂျီ30-40လောက်ပဲရှိမှာငဖောရွာလေမလိုက်ဘူးမလိုက်ပြီအဲ့ဒါပြန်ပြီ နောက်ဆက်နေရွာကတစ်မျိုးလုံးကသူ့မျိုးတွေဆိုရွာကတစ်မျိုးလုံးမျိုးတွေပုံဒါကစပါဂက်လေးရအောင်စိတ်ဆိုးနော် မင်းမကြောက်ကြည့်ဘူး ကြရတယ် အဲ့ဒီလေးပါကြည့်ပါဗျာ ဒီစပါဂက်ဟိုကတော့မိုက်တယ် ဟိုကမိုက်တယ်ဟာ ဟိုက7ဘိန်းကောင်းလောက်ရှိတယ်ဟိုလက်ကြီးကျန်တယ်ဟို လက်နဲ့ ပြန်ထွက်ပြီ ကြည့်တော့ အော်ဟိုမှာသူပါလာတာအမဲရှိုးတော်ပုတ်ထားလိုက်လေဒိုးတွေခုနေဖြစ်မယ်မထုံး အားနေပြီ ဘာလို့အာမလဲပေးနဲ့သူရင်းလို့မအဲ့လိုမလုံးနဲ့သွားအာကြမ်းတော်နာအဲ့လိုရှက်ပါ သွားပြီတရ တလား ဟိုပထမရောက်တဲ့အေးသူညီမအိမ်ကိုပြန်သွားအောင်နာအဲ့မှာတစ်ခါပြန်ပြီးတော့ဆွေးမျိုးတွေးဆုံပွဲတွေပြန်လုပ်မှာဝင်ခဲ့တယ်လေအဲ့အိမ်ကိုစားဝင်ပြီးတော့အဲ့အိမ်မှာသူအိမ်တစ်ချက်ကြည့်ပြီးတော့မှအောင်ထုံးမင်းတို့ဘက်ကိုလိုက်လာတယ်သူတို့ရှိရတို့နဲ့ပါသွားပြီဒီကွာစီးနေရမတရားတက်တာဒီဘက်နေလို့အေးဒီကုန်းဒီလမ်းမေးတွေဟာ2000လောက်ရှိတယ်ဆို ဟုတ်တယ် အေးကောင်း စီးရောမတရားတက်တာ နောက်ပိုင်းလမ်းကျဲပြီးတော့ပို့ပြီးတော့လေ ဟာ ဟိုကောင်းသွားရင်ပို့ပြီးတော့ဈေးကပိုတက်အောင်မယ် ဒါလေးလန်းသွားလို့ကြားတယ်ထက်ချက်အောင်ပါ အဲ့လိုဆိုရင်တော့ဈေးက2ဆလောက်ပိုတက်မှာပဲ ကောင်းရလေးလန်းသွားဖြစ်သွားမှာလေဘာလို့လဲဆိုဒီကောင်းကြီးကကောမှုကုညံကိုတဲပေါ့မှာ ကော်မှုကိုညံကိုအေးအဲ့ဒါဆိုရင်အဲ့ဒီကော်မှုကိုညံကိုဘယ်လောက်ဆက်သွားရလဲဒီကနေဆိုရင် ကုညံကိုဆိုရင်တို့ကောင်းဒီကနေပြီးတော့ဒလောက်သွားတယ်ခုနကထားခဲ့တယ်ဒါပဲဥစ္စာကိုကောမှုဆိုရင်နောက်တဲ့အောင်လေးတော့ဒလောက်ထပ်သွားတယ်ဒလောက်လောက် ဟောဒလားလောက်ထပ်သွား ဒလောက်ပြန်သွားတယ်ကုညံကိုဆိုဒလားနေပြန်ပြီးတော့ဒီကိုပြန်လာ20အဲ့တော့ထပ်သွားတယ် နှစ်ပြန်လောက်တော့ရှိတော့ နှစ်ပြန်တော့ပေါ့ အရင်တော့လည်းမလန်းပါဘူးเนาะဟိုဘက်ဒီဘက်ဒီကမောင်းတော့မောင်းနေဟမ်ဒီကောင်ကြီးလေးလန်းသားဆိုပိုတက်မှာလေဈေးတွေက အာတက် ငါဖုန်းနံပါတ်ကိုယူမလား39ငါဖုန်းနံပါတ်007 James Bond ကိုယူမလားဗျာကို မင်းတယောက်ချင်းကိုလိုက်မေးနေတာဒီမှာကွန်ဆာနာကွန်စီလက်ဖက်ဒီမှာသူလုံနေဖုန်းနံပါတ်တဲ့ တော့ညာကို900အားနေရ အနေရဒီကြောက်ကြောက်လေးနောက်မှညအိမ်ခွက်တွေဖြစ်လာတော့ အေး
တော့ချဲ့လာတော့မှာပဲလေ ချဲ့လာတော့မှ ဒါတော့နော်ငဖိုးထက်ရွှေလေကြောင်ကနည်းနည်းလူကြီးပူများလား အဖေနဲ့လေ ဟိုကငဖိုးရွာနဲ့လေ ရွှေကြောင်နဲ့ဘာဆိုင်လို့လဲရွှေကြောင်များတာဗော များရနော် ရွှေကြောင်ပြောမဲ့ဆိုရွှေကြောင်ရွှေကြောင်ဒီတရားကြီးဒီဘက်ကရွှေကြောင်လေဟိုဘက်ကရွှေပြောဝဲပိုင်းဖြစ်သွားပြီ ဩ အဲ့တော့အဲ့လိုပွဲသွားတယ် ဒီဘက်ချမ်းပြောပွဲဘက်ချမ်း ဒီဘက်ကျန်းရွှေကြောင်ပိုင်း ရွှေလေကြောင်ပိုင်း ရွှေကြောင် တရားကြီးဟိုဘက်က တရားကြီးဟိုဘက်ကရွှေပြော ရွှေပြော်နော် ပြောဝဲကြီးပိုင်း ပြော်ပွဲကြီးအပိုင်းအေးဘောဟိုဘက်ကအင်ဂျီကနည်းနည်းလေးပဲရှိတော့အင်ဂျီသားနေတာဘုံကြီးကြောင်နှစ်ကြောင်ဖြစ်ဒုက္ခ ဘုံကြီးကျောင်းကပြောမဲ့ဆိုရင်ဟိုနေ့ရွှေကြောင်မရှိဘူးဘုံကြီးကျောင်းတော့မလားရှေ့ရသွားမှာနေရှေ့ရသွားလေနေအိမ်ကြီး ဒါဆိုရင်ဒလားစိတ်ကန်းကနေစပြီးတော့ရောင်းမဲ့ဟာပျော်ပွဲနော် ပြောဝဲစရောက်ရင်တပြေကုန်း တပြေကုန်းပြီးပျော်ပွဲ ကုန်းပြီးတော့မှရေကြောင်းက ရဲချောင်း ပြီးမှဒီကုန်းပြီးမှရေကြောင်းက တပြေကုန်းရဲချောင်းကပြီးသွားမှပျော်ပွဲပျော်ပွဲပြီးမှရွှေလဲချောင်းရွှေလဲချောင်းပြီးမှဟိုဘက်မှာငဖော ရေကြောင်းပြီးမှဟိုကငပေါ်ရွာချီသူလိုက်ရွာ ပြန်ရောက်လာပြီမနေ့ကရောက်တယ်ကဲပြန်နေပြီခုမှပြန်နေပြီခုမှသူတို့ရဲ့အမျိုးအိမ်ကနေအဲ့ဒီဆောင်နေတမန်စီးမယ်တော့ရောက်တမန်စီးပြီးပြန်မယ်ရန်ကုန်ဘက်ကိုတေးပဲငွေသွားပြီလေမရတော့ဆန်းဆက်လည်းမရတော့ကျော်ပွဲကြီးဝါကနေပြန်ထွက်လာပြီဒီဘက်မှာလမ်းမပေါ်ရောက်လာပြီမှာတယ်ညာနေတို့ဒီဒလားဘက်ကိုသွားမယ်ကဲလာမျိုးရဘူးဒီလာတော့ပြန်ထွက်လာပြီဇာပြင်းကြီးကဒီနေ့လာရဟုတ်ပါဘူးဟုတ်တယ်ဇာပြင်းကြီးကဒီနေ့နော်ဘာစီးမလဲငါတို့ဇက်ပဲစီးပြန်မလား YBS နဲ့ပြန်မလားဟိုဘက်ကိုဒီတက်ရဒလာအသေးကြီးဟိုကဆက်စိတ်ကိုရောက်တော့မှသွားနေအဲ့ဒါကတမန်စီလို့ရပေါ့မှာ ဒီဖျားကြောင်းမိုက်တယ် တက်ကမရှိတော့ဟုတ်တယ်ဗျာတမန်စီရပါဟုတ်တယ်ဆရာ ဒီမလေးဒီကနေဒီမှာ ကဲဝိုင်းကြောင်းလိပြီ ကဲရောက်ပြီကိုပွေးပြီကျေးဇူးပါဖြည်းဖြည်းလေးပြန်မအောင်နော်ကဲရောက်ပြီကျွန်တော်တို့မိုးတောင်ချုပ်သွားပြီသူနဲ့သွားလိုက်တာအေးကျွန်တော်တို့တငယ်ချင်းနှစ်ယောက်တမန်နဲ့ပြန်တယ်တမန်စီးပြီးတော့မတမန်လမ်းမဝယ်ရပါတော့တမန်လမ်းမဝယ်ရအောင်တယောက်ကို400တဲ့တစ်စင်းလုံးဆိုရင်တော့4000ဝယ်လာအောင်မယ်နော်ကဲတစ်စင်းလုံးငားလိုက်ပြီ4000နဲ့အေးနှစ်ယောက်ပဲခဏနေဦးနော်နှစ်ယောက်ဖြည်းဖြည်းကဲတစ်စင်းလုံးငားပြီးပြန်မယ်ဘက်ကို4000တော့ရပါလေရ ဖေအေးလို့အဲ့ဒါပြောတာဒါကျွန်တော်တို့တမန်ကနေစီးပြီးတော့ပြန်ပြီဒလားဘက်ကနေရန်ကုန်ဘက်ကိုဒလားကျွန်တော်တို့ရားသလောက်ရှိတယ်30
ဆုံးမှာတော့ကျွန်တော်တကယ်ကြီးပဲရမို့ရိုက်အေးလို့အဲ့ဒါပြောအားတို့နှစ်ယောက်ပဲရှိဟမ်ဒီမချမ်းနေကျွန်တော်တို့ပတ်ပြီးတော့သွားပြီးတော့မှစိတ်ကန်းနေရန်ကုန်စိတ်ကမ်းဘက်ပြန်ရောက်ပါတယ်လိုက်ပေါ်တာကဲစားရရအဆင်ပြေပါပြီရောက်ပြီစိတ်ကမ်းဘက်ကိုအဲ့တော့နော်စိတ်ကမ်းဘက်ရောက်ထားလေရောက်ပြီထပါမယ်ဒါသိပြီဟမ်အမနီယာဒီဘက်ကိုတော့ဆောက်တယ်သိန်းကုန်ပြီဆိုဒါတယောက်ကို400ဒီစင်းလုံးနဲ့ပြန်လာရင်4000တစ်စီးတော့ဘက်ကနေပြသူတို့တွေ့ကြုံနေပြောအောင်လေကျွန်တော်ဘယ်လိုနေလဲတမန်ဆွဲရတာအချိန်ကြီးကောင်းလားဘယ်လိုကောင်းလို့လဲခုတနေ့ဘယ်နှခေါက်လောက်ဘယ်လောက်ပဲပြုတယ်နှစ်ခေါက်ပဲမောင်းနေတယ်တနေ့ကုန်မှလေတနေ့ကုန်နှစ်ခေါက်ပဲမောင်းနေတယ်အရင်တော့တရားဟိုတွေမလုပ်ခင်တော့ဘယ်လောက်ရှိလဲတနေ့ကုန်20ကျော်အားလို့ဆိုနော်ရာခိုင်တော်တော်ကြောက်သွားနော်အကြောင်း20ကျော်နဲ့တနေ့ကျော်တော့ထားသေးကျော်တင်းကြီးနေအေးပါကွာတမင်းအဲ့လိုတွေဖြစ်နေဟောလည်းမစားရသေးဘူးတမင်းတို့ပြုတ်ပြောင်းနေလို့ရတယ်ရောအေးဟိုမှာညီလေးတွေဆွဲတဲ့တမန်စိတ်ကညီလေးနဲ့စကားပြောနေတာဒီနေ့2ကြောင်းပဲရသေးရဲ့အရင်တော့ကတော့အကြောင်း20လောက်ရတယ်ပြောလေလာခွင့်တော့ဗျာဒီကောင်းတယ်သူကရက်ထုတ်လိုက်တော့ကျောင်းအေးဟုတ်တယ် YBS ဆွဲတာဒီတမန်စီရပါအဲ့ဒါကကြီးရပါတော့အဲ့လိုပဲပေါ့နော်အေးပေါ့ဝေးသူ့လိုကြွားပြန်ရောက်သွားပြီသူ့လိုမားရွာကြီးပြန်တမန်မလို့တော့အေးပေါ့အလုပ်ပါသွားတာဟုတ်လားဒီကဒီပါတော့ဟယ်လိုဝိုင်းခိုင်းလို့ငဲသွားပြီဆိုတော့ပါလေအေးဘယ်တကဖတ်ရောက်တယ်သူတို့ဟို YBS ဟိုရင်းဖြစ်တော့ဆွဲတော့လေဟိုဘက်သွားလာကြီးကလွယ်သွားတာကိုတရားအသစ်ဖွင့်လိုက်တော့သွားလာကြီးကလွယ်သွားတော့ဒီဘက်တမန်မှာကြာတော့နည်းနည်းလူနေသွားတာပေါ့နော်လူနေတော့ဒီလေးတွေအလုပ်တွေပါကုန်တာချိုးတွေဆိုလဲတမန်လုံးမလုပ်ကြတော့ဟုတ်တယ်ရောက်သွားပြီလုပ်ကြတာပေါ့ပြောင်းလဲလေးပေါ့နှစ်ခေါက်လားတစ်ခေါက်ခုမှတော့ဘယ်မှာလဲအဲ့ဆောနေတာပြီးပါမြက်တာနောက်ကကြီးလေးဟာဟိုမှာပြီးပါမြက်တာလူတွေဒီဘက်မှာနည်းနည်းပါသွားတာပေါ့နော်သွားရေးလာရေးကတရားဖွင့်လိုက်တော့တွေ့ကူပေါကလည်းတမန်မှာကြတော့တိတ်ပြီးတော့မစီးပြကြတော့ဘူးပေါ့ဟိုကြီးလေးဆိုရင်ပြီးပါမြက်တာသူကဒါသူ့ရဲ့ဒုတိယတစ်ခေါက်ပေါ့တနေ့ကုန်နေမှာလေဒီဘက်ကတော့အဲ့လိုအလဲကျနေတော့ထွက်နေရတာပေါ့
မှတစ်စီစားထွက်ပြီးတော့မှသူလည်းရောက်ပါတော့ ရောက်တယ်လားငါရောက်ဟောလို့ဒီလောက်ရတာပဲပေါ့ တော့က ဒါပေမဲ့မောင်းတဲ့ခါကျတော့အဲ့ဒီလမ်းကြောင်းတော့ဘယ်လိုကြည့်ရတယ်ရလား တော့ကြိုရင်းဖြစ်နေပြီပေါ့တောက်ချောင်းမောင်းလာ တော့ကြည့်နေ လုံးသက်ပဲနေအစိတ် ဒီနေ့ပါပြိတ်တော့ ဒါဆိုအကိုကမျိုးဆက်20လောက်ဖြစ်နေပြီနော်အဖေလက်ထက်တည်းရဆို ယူလေးပါကြိုက်ပြီးတော့အဲ့လို နောက်ကအကိုကြီးကသူတမန်မောင်းတာနှစ်စိတ်ရှိပြီသူ့အဖေလက်ထက်တည်းရအဖေကကြတော့လက်ခတ်တမန်နဲ့စားပြီးတော့မောင်းတာ17တောင်ရှိသေးဘူးတယောက်ကိုအဲ့တော့10ပြားအခုကြတော့ဒီကိုကြီးလက်ထက်ပေါ့နော်သူတော်မှနှစ်စိတ်ရှိပြီတမန်မောင်းတာ ကျွမ်းရတာတုံးသွား နှစ်တည်ကြပြီနော် တုံးလေးပါဟိုမှာတုံးလေးသွားတဲ့လူရှိတယ်အိမ်ကောင်လေးသွားတယ်နောက်ကြတချို့ကအိမ်ကောင်လေးဒီကနေထူတယ်30နှစ်လို့ပတ်တီဘယ်တော့တော့ပါလို့ပတ်တီကိုလေးအဲ့ဒါမြူကပဲဇက်ကတော့မတော်တော့တမန်နေတော့သွားတယ်ဆိုသူ့ရဲ့တဘာနဲ့သွားတာသူ့တဘာ မနေ့ကအခုပဲချိန်ထွက် ကျွန်တော်တို့ကချိန်မှာ3နိုင်လောက်ထွက် မနေ့အစိုးရ အဲ့ချိန်ကတော့ငါးသမားတွေဟိုက ငါးဆိုတာပါဈေးသမားတွေအဲ့တော့လိုက်ဖို့တာ အဲ့ရရော2နိုင်3နိုင်ရစတော့ကွာ တော့ ကိုလေးတော့7နိုင်လောက်ဖြစ်တယ် တော့တစ်ဖြတ်နားပါအဲ့ချိန် တော့တော့ အကိုတို့အဲ့လိုဆိုမနေ့3နာရီကစည10နာရီလောက်မှသိနေတိုင်းပဲနားချိန်လည်းမရှိကိုနားချိန်မှာပဲနားတော့ နေကကတော့နား နေကပဲတော့နား 9နာရီလောက်နေတော့ကိုခေါ်လေးလို့ပါလို့အဲ့ဒီပိုင်းကို2ဆန်းလောက်ကြာတာတော့ ဒါပဲ အဲ့တိုင်းမှာတော့ အဲ့ဟိုဆွဲကောင်းတဲ့အချိန်တော့နေခင်းမိုင်းနေရောအဲ့ချိန် ကောင်းတဲ့ချိန်တော့4နိုင်ပါတော့ ညနေ4နာရီတော့ မနေ့4နိုင် မနေ့4နာရီတော့ ဒီ6နိုင်လောက်သိအားလို့ အဲ့ချိန်ကို6နာရီဆိုသိပြီ ဒီညဘောတော့တော့ရှိတယ်သူကညဘောတော့ အဲ့ဒါမတူအဆိုင်နဲ့ပေါ့သူကလည်းသူ ဘိုးကတော့ပြန်ပိုးရဲစိတ်ပေါက်တယ်စိုင်းနေပြီးတော့ အေးအခုဒီကကြကိုပိုင်ပေါ့နော်တမန်အဲ့လိုပြောလားမဟုတ် ငါမောင်းတာတောင်းပြီးပါ တနည်းကို1000ရှိတယ် ဟုတ်ကဲ့1000ဟင်ဘယ်က1000လဲ ဟိုဘက်ကိတ်က2000ဘာကွာလို့လေလူအနေများနဲ့မဟုတ်ဘူးလေ လက်မဲ့ဟွာတော့ရတယ်ငါအရင်တော့လို့ငါလူပါတော့ရတယ်ကျွန်တော်ကလက်မဲ့140 180လောက်ထားမှာ ဩ စင်းနေသွားတော့ ဩ အဲတရားတို့တရားဒီတော့တရားနာပါကျွန်တော်တို့လည်းသိရဒီတော့ကြောင်းလဲဟိုမှာစီပါကြီးကြည့်လိုက် အေးပေါ့နည်းနည်း orange ဖြစ်တာပေါ့အပြောင်းလဲလေးဖြစ်သွားတာပေါ့အဲဘာလို့ဘာလို့ဒီကိစ္စတည်တယ်ရှိတော့ ဟိုးဒီမှာအလောက်ကတော့သူ့ဟာနဲ့သူတော့ရှိပါတယ်လုံနေရတာပဲနော်နဲသွားတာပေါ့လေအားချက်အချိန်ခက်ကာလာရ ဟိုမဲ့ဟိုဒီတယ်တွေတော့အနေကြီးနဲ့ကွာသူလည်းပြောတယ်ကွာ ဒါပေမဲ့ဟိုဒီလားဆောက်လိုက်ပြီးမှတော့ဒီအောင်တော့ဟိုဒီလူကနေနေသွား တော့တော်နေသွားတယ် ဒီမှာတော့ တုံးမတပုံကျော်တော့နေသွား တော်တော်ရော့သွားတာ3ညိုး2ချိုးဆိုတာနဲတာမဟုတ်လေဟိုအခုခုနကပြောတာဒီနေ့လူဘယ်လောက်1900လောက်ပို့သွားတာ တိုင်းတိုင်း1900ကျော်သွား မနေ့ကတော့လူ1000ကျော်လူ2000နီးပါးပေါ့1900ဆို သူကဓမ္မတော်တရားကွာ1900ကျော်သွားတယ်ဟာကွာ လက်မှတ်တွဲကိုလူ100 18တွဲရောအေးပေါ့1900ပေါ့လို့ဆို ကျွန်တော်ကိန်းမှာဘယ်ဆိုရင်ကျွန်တော်မရောက်အောင်လို့28တွဲလောက်ရောက်ပါတယ်အခုလိုဘယ်လောက်ရောက်လဲနောက်ရောက်10တွဲ9တွဲ 28တွဲဆိုတော့2800ပေါ့လို့ ဒါပေမဲ့ဒီဇက်ကတော့ပြည့်တဲ့ဟာဆိုတော့ဒီကတော့ ကကသူကတားကြီးပဲဆိုတာတားကြီးပဲ ဒီဟိုဒီတော့ဒီချယ်ရီလို့ပါဦးတော့တာ ဒီဒီပါရတော့ဟိုကသူကမနေ့6နာရီလောက်နေတော့ည9နာရီ ငါတို့စီးတဲ့ cherry gate ကဒီ gate မဟုတ်ဘူးเนาะဟိုဘက်เนาะပန်းဆိုရန် gate เนาะပန်းဆိုရန် gate ဒါကတော့ cherry တဲ့ဒါဆင်ဟိုရန် gate တော့ချာပေါင်းနေတော့ဘယ်ကနေကြတော့ဟိုမှာပိတ်ဆွဲဟိုမှာလည်းအဝယ်လေးတို့တပီကုန်းတို့ဘာလို့တော့တို့ဘာကြတော့ကျွန်တော်ကမတက်တော့ဟိုဘွားတွေပဲကားစီးတော့ပါတယ် YBS နဲ့ပဲတခါသွားတော့တာပေါ့အေးပေါ့ဒီဘက်ထိမလာတော့ဘူးပေါ့လေဒါတာမန်စိမ့်နဲ့ညီးတဲ့လူတွေလောက်ပဲသွားကြတော့ တက်တော့ပါဗျာ ဒီဘက်တော့ခုနကျွန်တော်တို့ရှင်းပြတဲ့ကိုကြီးသူကသမားရှင်းပြီးသူဆက်လေသူ့လည်းရောက်ပြီပေါ့နော်သူ့လည်းရောက်နည်းနည်းသွားတာပေါ့လူကတော့အရင်တော့လူ2800လောက် ဘောမေးရ ကြောင်းရတယ်စီးကြတယ်အခုတော့ဟိုတွေမဖြစ်တော့ဘူးပေါ့လူခဲသွားပြီကြောင်းလဲလေးတွေပေါ့ဒါကျွန်တော်တို့စင်ဟိုရန်ဂိတ်ကနေပြန်သွားပြီဆိုတော့အားလုံးကျေးဇူးတင်ပါတယ်